တားကအိမ်ကိုကောင်းကောင်းပြန်လာတာပါအမေတားပြန်လာတဲ့လမ်းမှာအနှောက်အယှက်အခက်အခဲတွေကအများကြီးပဲအမေရဲ့တစ်ပင်ကြီးတွေကလည်းကောင်းကောင်းမပေါက်ကြဘူးစောင်းစောင်းကြီးတွေပေါက်လို့လေကွင်းကြီးတွေကလည်းလွမ်းဆွတ်เสียပြီခူးလို့ဆွတ်လို့မကောင်းတီးပွင့်နေသလိုပါပဲအမေရဲ့လေတွေကလည်းလေတားပြန်လာမှတီလို့ထင်ပါရဲ့ခါတိုင်းတက်ပူပြီးယူယူနန်းနန်းတိုက်ကြလို့တားအတွက်ခလုတ်တိုက်เสียခဲလုံးတွေကိုလည်းတမင်ချထားကြသေးတယ်အမေကောင်းဝင်ကြီးကလည်းဒီနေ့ကျမှပူပြီးအုံးဆိုင်ဆိုင်ညှို့မိုင်းလို့လမ်းမှာဖွင့်နေတဲ့တချင်းကတော့တီအောင်သာရွာပါမို့တဲ့အဲ့ဒါတားကိုတမင်ဆောင်းဆူနေတာပေါ့အမေရဲ့မြီးတစ်ကောင်နဲ့တားဖားနှစ်ယောက်ကိုအပြုတ်ပြောကိုစောင်းနေတဲ့ပတ်ဝန်းကျင်ကလည်းရှိပါသေးတယ်ဒါပေမဲ့ဒီနေရာမှာတော့တားကပဲတားကပဲအဖေတားကပဲမြီးပူပြီးပြောလို့ကောင်းကြပြီပေါ့အမေတားထွက်သွားတော့က1980အမေအသက်49ဒီနေ့တားအသက်54နှစ်ထက်9နှစ်ငယ်သေးတယ်အဲ့ဒီတုန်းကတားကသပင်ရှည်နဲ့ဂျင်းပေါင်းမီနဲ့ဂျွန်လာဤမူးရီများအတစ်ဆက်ဆက်နဲ့ပတ်စံတော့မပါဘူးအမေတားဘူရာယုံမှာအိတ်တယ်လမ်းပေါ်မှာစာအုပ်ရောင်းတယ်အမေအိမ်မှာတနေ့လက်ဖေး3ခွက်စိတ်အေးလက်အေးတောင်းနိုင်ခဲ့တဲ့တားဟာသူများတိုက်မှပဲလက်ဖေးတစ်ခွက်ကိုအနိုင်နိုင်တောင်းနိုင်တော့တယ်အမေ